ကောင်းတယ်လောကလည်းမပြင်းစေနဲ့ဓမ္မလည်းမယွင်းစေနဲ့ဆိုတာလေကိုပြန်ပြီးသတိပေးမိဖို့လေဟုတ်လားဗျာခေတ်နောက်လိုင်းနဲ့တပြည့်တို့တရားဓမ္မတွေယွင်းသွားလို့ကောင်းမှာမလားဗျာဘုံကြီးချင်းရှင်များတို့အကုန်လုံးမလုပ်ရဲတာမရှိဘူးနော်ဆိုတော့တိုင်းပြည်ကိုပညာနံလေးသင်နေရမှာအခုကရဟန်းနံနေသင်နေတာဗျကျင့်ရင်ဖွံ့ဖြိုးခြင်းအဲ့ဒါရှင်များတို့မလို့ဘယ်သူလုပ်မှာတော့လက်နဲ့ကင်ထားတဲ့သူတွေမလုပ်ဘူးကတုံးနေလုပ်ရမှာဒါကြောင့်အိမ်တွင်းယဉ်ကျေးမှုသင်တန်းအိမ်တွင်းယဉ်ကျေးမှုသင်တန်းတွေရှိရပန်းကုန်းဆရာတော်ဘုရားကြီးဗုဒ္ဓအလိုကြကျင့်သုံးနေထိုင်နေနှစ်တွဲရှိတယ်ဖတ်ကြည့်ကောင်းလိုက်တာအိမ်တွင်းယဉ်ကျေးသိမ့်ပါသင်တန်းစကားပြောဟန်နဲ့ရေးတာနောက်ဆရာမတန်ဆင့်ရေးတတ်တယ်ရှိတယ်မင်္ဂလာအစစ်နဲ့မျိုးဆက်တဲ့ဆိုတဲ့လောက်တိတ်ကောင်းတပည့်တော်တို့ဘုန်းကြီးတွေကပလင်ကြီးပေါ်ကြီးတဲ့တက်ထိုင်းမနေနဲ့ဒီလိုမျိုးလဲတပည့်တော်တို့ကနေ့စဉ်ဘဝထဲမှာ whiteboard နဲ့ကွန်ပျူတာနဲ့ projector နဲ့ဒီလိုမျိုးသင်ရတဲ့အခန်းကဏ္ဍတွေခက်ပြောင်းသွားပြီရှင်များတို့ Facebook မသုံးတတ်ဘူးလား YouTube မသုံးတတ်ဘူးလား TikTok မသုံးတတ်ဘူးလားအဲ့ဒါနည်းပညာပဲကျန်တာတူတူပဲနည်းပညာတွေအကုန်သင်တတ်မသင်လို့မတတ်အင်္ဂလိပ်လိုမတတ်လို့ဘာညာဆင်ခြင်မပေးတဲ့အဲ့ဒါသင်ခြင်ပေးတာအင်္ဂလိပ်လိုမတတ်တဲ့များတွေကပဲလူငယ်တွေကွာမလိမ္မာဘူးဆိုဘုန်းကြီးတွေရောလိမ္မာလားလို့ပြန်ပြောရင်တပည့်တို့မျက်နှာပဲထားအောင်ကြောင်းမသိဘူးနော်အဲ့လိုဖြစ်နေတာပြန်ပတ်မှလူငယ်တွေကပတ်တတ်တယ်နော်ရှင်များတို့အကွက်တွေသူတို့ကရှင်များတို့အနေတိုင်းတွေအားထုတ်မှုတွေသူတို့လည်းမြင်နေရှင်များတို့လည်း service တင်လိုက်ဟောပေါ်စားပြီးတင်လိုက်ဟိုလုပ်ပြီးတင်လိုက်ဒီလုပ်ပြီးလူတွေနဲ့တို့ဘုန်းကြီးတွေလုပ်တာအတူတူပဲဟုတ်တယ်မလားအဝတ်လေးပဲကွာတယ်ထင်မသွားဘူးလားသူတို့ထက်ပိုကောင်းတဲ့ဟာတွေလုပ်ပြနိုင်တို့ခစ်ကိုနည်းနည်းမျက်ဆက်ပြစ်လိုက်အိုးဘယ်ခစ်ထဲရောက်နေတာတော့တို့ခစ်ပြက်ကြီးတဲ့ဘုန်းကြီးလုပ်နေရတာဟုတ်လားအဲ့ဒီအတွက်တပည့်တော်တို့ကဒီခစ်နဲ့မှီးနေဖို့လိုတယ်ဒါကြောင့်ဘုန်းကြီးရင်ဖို့ဆိုတာတဲ့တပည့်တော်အမြဲတမ်းကိုယ့်ကိုယ်လည်းအမြဲတမ်းပြောတယ်ဘုန်းကြီးကဘာလုပ်ဖို့တော့ပေါ့နော်ဘာလုပ်ဖို့တော့ပေါ့ထင်ပေါ်ခြင်းလို့လားဘုန်းကြီးခြင်းလို့လားဘုန်းကြီးလို့နေခြင်းတာလားပေါ့နော်တပည့်တော်ကအမြဲတမ်းစဉ်းစားတယ်ကိုယ့်ကိုယ်ကိုယ်တို့လို့စဉ်းစားတယ်ဒါကြောင့်ဘုန်းကြီးဖို့ထင်ပေါ်ဖို့တပည့်တော်လှုပ်တတ်တယ်တပည့်တော်တော့လှုပ်စရာနီလန်းနေလဲများတာဖြစ်တဲ့တော့တိတ်ခက်ခဲမရှိဘူးထင်တယ်ဒါပေမဲ့တပည့်တော်လွတ်လပ်ဘုန်းကြီးတစ်ပါးလို့နေခြင်းဒါလေးပြန်ပြောမယ်ဝင်းဆန်ချာချီပြောခဲ့တဲ့စကားလေးပါတယ်တော့ဗျာစာမဖတ်တဲ့လူတွေတိုင်းပြည်ရဲ့အကြီးအကဲဖြစ်ရင်တိုင်းပြည်ကိုအမြစ်ကနေတူးဖြိုတာနဲ့တူတယ်အမြစ်ကနေတူးဖြိုတာနဲ့တူတယ်လို့အခုခေတ်ကြီးနဲ့သွားပြီးတော့တစ်ထက်တည်းကြာမနေဘူးလားကြာနေတာပဲစာမဖတ်တဲ့ရှင်များတို့ပါလားပါတယ်ဗျာအာနာတရားကြီးနော်ပြောတာဟုတ်လားဖတ်တော့မှဖတ်မှရမှာဖတ်မှရမှာလူတွေလှုပ်တတ်တာကိုလှုပ်တတ်ပါစေဒါပေမဲ့လူတွေလှုပ်တိုင်းလိုက်မလို့နဲ့လှုပ်တတ်တာတတ်တယ်လူတွေလှုပ်တိုင်းလိုက်လို့တော့ဘုန်းကြီးလူလိုနေတော့သီလပြတ်လူဘုန်းကြီးလိုနေတော့စီးပွားပြတ်နော်လူလိုနေရမယ်ဘုန်းကြီးလိုနေရမယ်ဟုတ်လားဘယင်ဘယင်ဘုန်းကြီးလိုနေတော့တိုင်းပြည်ပြတ်နော်အဲ့ဒါဆိုဘယင်လိုနေတိုက်တင်တိုက်ရမယ်ဖြတ်တင်ဖြတ်ရမယ်ဥဆောင်နေဥဆောင်ဒါသူကန္တာနဲ့သူတော့အဲ့ဆိုဒီလိုတို့ကကိုယ်ပိုင်းကိုအဲ့ဒါဝိနည်းစသူတိခိတဆိုအဲ့ဒါကိုယ်ပိုင်းကိုကျွမ်းကျင်တာကိုစီကိုလုံးတာဟာဝိနည်းစသူတိခိတမင်္ဂလာသုံးပါပြောပြီးသားဗျနော်အဲ့ဒါဆိုတော့ဒီလိုတို့အဲ့ဒါလေးကိုပြင်ဆင်ဖို့လိုပါမယ်ဗျအဲ့အတွက်ခုနကနော်ကြီးပြောတယ်ဟုတ်လားဖတ်တော်မယ်ဆိုကျေးဇူးတင်တယ်ဗျာ